ဂျော်ဒန်နိုင်ငံရှိအမေရိကန်စစ်အခြေစိုက်စခန်းများကိုကာကွယ်ရန်ယူကရိန်းကဓာတ်ဖြတ်ဟန်တာရေးဒရုန်းများပါဝင်ဒရုန်းကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကိုဆေလွတ်လိုက်ကြောင်းသမ္မတဇလန်စကီက The New York Times ကိုပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုကကြာသပတေးနေ့တွင်အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီးနောက်တစ်ရက်မှာပင်အဆိုပါယူကရိန်းဒရုန်းကျွမ်းကျင်သူအဖွဲ့စတင်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းသမ္မတဇလန်စကီကပြောကြားခဲ့ပြီးယူကရိန်းထံမှအကူအညီတောင်းခံခြင်းရှိမရှိနဲ့ပတ်သက်၍မေးမြန်းမှုကိုအိမ်ဖြူတော်ကတစုံတရာတုံ့ပြန်ဖြေကြားခြင်းမရှိသေးကြောင်းလည်းသိရှိရပါတယ်။ရုရှားကယူကရိန်းစစ်ပွဲတွင်အီရန်ထုတ်တိုက်ခိုက်ရေးဒရုန်းများကိုနှစ်ရှည်လများအသုံးပြုခဲ့ပြီးရင်ဒရုန်းများအောင်ခုခံကာကွယ်ရေးနည်းပညာကိုအမေရိကန်တပ်ဖွဲ့ဝင်များနဲ့၎င်းတို့ရဲ့အရှိအလေပိုင်းမဟာမိတ်များအားကူညီရန်ယူကရိန်းကစိတ်အားထက်သန်စွာကမ်းလှမ်းခဲ့ပြီးအမေရိကန်ကဂျောင်းဝင်စစ်ဆက်ပေးမဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်အမေရိကန်ရဲ့မျက်နှာသာပေးမှုကိုရရှိရန်ယူကရိန်းကမျှော်လင့်နေကြောင်းလည်းသိရှိရပါတယ်